အားလုံးပဲမင်္ဂလာပါຫນွယ်လေးဟမိတ်ကကြိုဆိုပါတယ်အခုထိုးပြမှာကတော့ဒီကဂန်းကော်တဲ့ရွက်ထိုးနည်းလေးကိုထိုးပြမှာဖြစ်ပါတယ်ဒီတဲ့ရွက်လေးထိုးမယ်ဆိုရင်တော့လိုအပ်တဲ့ကုန်ချမ်းကတော့ခြီကတော့ဒီမှာပိုလီ80ပလိုင်းကိုသုံးထားပါတယ်အဆိုင်ကတော့ 3.0mm ကိုလည်းသုံးလို့ရတယ် 2.5mm ကိုလည်းသုံးလို့ရပါတယ်မြင်မြင်ကတော့ 2.5mm ဝယ်သုံးပြီးတော့ထိုးပြပါမယ်အရင်ဆုံးအသက်ရွက်လေးထိုးမယ်ဆိုလို့ရှိရင်တော့ချိန်လေးလုပ်ပါမယ်ချိန်ဘယ်နှခါတက်ရမှာလဲဆိုရင်18ခါပါချိန်18ခါထိုးပါမယ်3 4 5 6 9 10 11 12 13 14 15 16 ချိန်18ခါထိုးပြီးဆိုလို့ရှိရင်တော့ပထမဆုံးအပေါက်ကိုကြော်ပြီးတော့ဒုတိယမြောက်အပေါက်မှာဒုတိယမြောက်ခွင်းမှာရှက်ကော်တစ်ခါထိုးပါမယ်ပြီးရင်ကက်ရက်ကအပေါက်မှာပဲရှက်ကော်တစ်ခါထိုးပါမယ်အဲ့လိုနည်းနဲ့ပဲရှက်ကော်၄ကထိုးပါမယ်နော်ရှက်ကော်၄ကထိုးပြီးဆိုရင်ကက်ရက်ကအပေါက်မှာတိုင်တိုတစ်ခါထိုးပါမယ်နော်တိုင်တိုနီးနဲ့တစ်ခါထိုးပါမယ်နောက်တစ်ပေါက်မှာလည်းတိုင်တိုတစ်ခါထိုးပါမယ်ခြီကတော့ပိုလီ80ပလိုင်းကတော့ခြီအပင်ရည်အတွက်များတဲ့အတွက်ကြောင့်ညှိပါတယ်နော်။နောက်တစ်ပေါက်မှာတိုင်တိုနှစ်ခါထိုးပြီးဆိုရင်နောက်တစ်ပေါက်မှာတိုင်လထိုးပါမယ်နော်။တိုင်လတစ်ပင်ထိုးပါမယ်။ကက်ရဲ့အပေါက်မှာပဲတိုင်လတစ်ပင်ထိုးပါမယ်။အဲ့ဒါဆိုရင်တိုင်လက2ခါဖြစ်မှာပါ။တိုင်တို2ခါတိုင်လ2ခါပြီးပြီဆိုရင်တော့နောက်တစ်ပေါက်မှာတိုင်ရှည်ထိုးပါမယ်နော်။တိုင်ရှည်ထိုးနည်းနဲ့တိုင်ရှည်တစ်ခါထိုးမယ်။ကက်ရဲ့အပေါက်မှာလည်းတိုင်ရှည်ထိုးပါမယ်။နောက်တစ်ပေါက်မှာလည်းတိုင်ရှည်ထိုးပါမယ်နော်အဲ့လိုမျိုးတိုင်ရှည်3ခါထိုးပါမယ်အဲ့ဒါဆိုရင်တိုင်တို2ခါတိုင်လ2ခါတိုင်ရှည်3ခါဖြစ်သွားပါမယ်တိုင်ရှည်ထိုးပြီးဆိုရင်ဘေးကက်ရဲ့အပေါက်မှာတိုင်လတစ်ပင်ထိုးပါမယ်ကက်ရဲ့အပေါက်မှာတစ်ခါတိုင်လတစ်ပင်ထိုးပါမယ်နော်အဲ့ဒါဆိုရင်တိုင်လ2ပင်ဖြစ်ပါပြီနောက်ကက်ရဲ့အပေါက်မှာတိုင်တိုတစ်ခါထိုးပါမယ်နော်တိုင်တိုတစ်ခါကက်ရဲ့အပေါက်မှာတိုင်တိုတစ်ခါအဲ့ဒါဆိုရင်တိုင်တို2ခါဖြစ်သွားပါပြီတိုင်တို2ခါဖြစ်ပြီဆိုရင်ထိတ်ဆုံးမှာတစ်ပေါက်ပဲကျန်ခဲ့တယ်အဲ့ဒီနောက်ဆုံးအပေါက်ကျန်ခဲ့တဲ့အပေါက်လေးမှာရှက်ကော်လေးနဲ့ထိုးလိုက်ပါမယ်အဲ့ဒါဆိုရင်ဒီမှာဆိုလို့ရှိရင်တိုင်တို2ခါတိုင်လ2ခါအလဲမှာတိုင်ရှည်3ခါပြီးရင်တိုင်လ2ခါတိုင်ရှည်တိုင်တို2ခါဆိုပြီးတော့ပြန်လာပါတယ်တဲ့ရွက်ပုံစံလေးဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ထိတ်မှာတဲ့ရွက်အချွင်အားထိတ်ကလေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်အခုရှက်ကော်ထိုးခဲ့တဲ့အပေါက်မှာပဲတိုင်တိုလေးထိုးလိုက်ပါမယ်နော်အဲ့ဒီတစ်ပေါက်ထဲမှာတိုင်တိုထိုးတယ်ထိုးပြီးလို့ရှိရင်ချင်းတစ်ခါထိုးပါမယ်ထိုးပြီးရင်တဲ့ရွက်ထိတ်ကအချွင်လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာလေးကိုအနီးကပြပေးပါမယ်ဒါလေးဆိုလို့ရှိရင်ဒီမှာဒီထိတ်ကချင်းထိုးပြီးဆိုရင်ဒီတိုင်တိုထိုးခဲ့တဲ့ဒီနေရာလေးမှာဒီလိုမျိုးလေးထိုးလိုက်ပါမယ်နော်ဒီလိုမျိုးလေးပါဒီလိုလေးထိုးထဲမှာရှေ့ကိုကောက်လိုက်ရှေ့ရချီကိုနောက်ကရှက်ကော်ထိုးနီးတိုင်းပဲနောက်ကိုဆွဲယူလိုက်ပါမယ်နော်ဒီနေရာလေးကတော့တဲ့ရွက်ထိပ်ဖူးလေးလုပ်တဲ့နေရာလေးပါရှင်နော်အဲ့လိုမျိုးထိုးပြီးပြီဆိုရင်အဲ့ဒီအပေါက်ထဲမှာပဲရှက်ကော်ထိုးပါမယ်နော်ဒါဆိုရင်တဲ့ရွက်ထိပ်ကအချွင်လေးရပါပြီဒါဆိုလို့ရှိရင်အခုပုံမှန်တိုင်းပဲထိုးသွားမယ်ဒီဘက်ကတိုင်တို2ခါထိုးခဲ့တဲ့နေရာမှာဆိုရင်လည်းတိုင်တို2ခါထပ်ထိုးမယ်နော်ဒီလိုမျိုးပြန်ပြီးတော့တဲ့ရွက်တစ်ချမ်းထပ်သွားမယ်ပေါ့နော်အခုကတစ်ချမ်းပြီးခဲ့ပြီဆိုတော့ဒီဘက်ကတစ်ချမ်းသွားမယ်ဒီဘက်မှာတိုင်တိုဆိုရင်ဒီဘက်မှာလည်းတိုင်တိုဖြစ်ရပါမယ်နော်အဲ့ဒါဆိုရင်အခုရှက်ကော်ထိုးပြီးပြီဆိုရင်ဘေးကက်ရက်ကအပေါက်မှာတိုင်တိုတစ်ခါထိုးမယ်ပြီးရင်ဒီနေ့အဲ့ဒီနေ့ကက်ရက်ကအပေါက်မှာတိုင်တိုတစ်ခါထိုးပါမယ်နော်အဲ့ဒါဆိုရင်တိုင်တို2ခါပြီးသွားပြီဆိုရင်တိုင်လ2ခါလာပါမယ်ဒီနောက်က sorry ပြောဖို့မေးခဲ့လို့เนาะဒီအနောက်ကလေဒီနောက်ကဒီကျိုးလေးပေါ့အခုထိတ်ကကျိုးလေးပါတစ်ခါတည်းသိမ့်ပြီးတော့ထိုးခဲ့ပါမယ်เนาะခြိသိမ့်လိုက်တဲ့သဘောပါနှစ်ခါလောက်ထိုးပြီးရပါပြီပြီးလို့ရှိရင်နောက်တစ်ပေါက်မှာလည်းကက်ရက်ပေါက်မှာလည်းတိုင်လတစ်ခါထိုးပါမယ်အဲ့ဒါဆိုရင်တိုင်တို2ခါတိုင်လ2ခါပြီးပြီဆိုရင်အလဲမှာတိုင်ရှည်3ခါလာပါမယ်ကက်ရက်ကအပေါက်မှာတိုင်ရှည်တစ်ပင်ထိုးလိုက်ပါမယ်เนาะတိုင်ရှည်တစ်ပင်ပြီးပြီနောက်တစ်ပေါက်မှာလည်းတိုင်ရှည်တစ်ပင်နောက်တစ်ပေါက်မှာလည်းတိုင်ရှည်တစ်ပင်ထိုးပါမယ်အဲ့ဒါဆိုရင်တိုင်ရှည်3ပင်ပြီးသွားပါပြီမျက်နှာချင်းဆိုင်ဖြစ်ရပါမယ်နော်ဒီဘက်အခြမ်းမှာတိုင်ရှည်ဆိုဒီဘက်အခြမ်းမှာလည်းတိုင်ရှည်ဖြစ်ရပါမယ်မျက်နှာချင်းဆိုင်တိုင်ရှည်3ပင်ပြီးသွားပြီဆိုလို့ရှိရင်တိုင်လတစ်ခါထိုးပါမယ်ကာယကအပေါက်မှာတိုင်လပြီးလို့ရှိရင်နောက်တစ်ပေါက်မှာလည်းတိုင်လထိုးပါမယ်တိုင်လက2ခါထိုးရမှာဖြစ်ပါတယ်
တိုင်လနှစ်ခါပြီးပြီဆိုရင်တိုင်တိုထိုးပါမယ်ကရက်ကအပေါင်းပါတိုင်တိုတပင်ထိုးပြီးနောက်ထပ်တိုင်တိုတပင်ထပ်ထိုးပါမယ်အဲ့ဒါဆိုရင်တိုင်လနှစ်ပင်တိုင်တိုနှစ်ပင်ဖြစ်သွားပါပြီနော်ဒီလိုမျိုးလေးရပါမယ်ရပြီဆိုလို့ရှိရင်ဒီရိုးတန်းနေရာရောက်ပြီဆိုရင်မင်းတို့ကရှက်ကော်ထိုးခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာလဲရှက်ကော်၄ခါထိုးပါမယ်ရှက်ကော်တစ်ခါတစ်ပေါက်ကိုတစ်ခါပါနော်တစ်ခါထိုးပြီးနှစ်ခါသုံးခါလေးကဒါဆိုရင်၄ခါရပါပြီကျိုးလေးကိုချိန်လေးတစ်ခါထိုးပြီးတော့ဒီဟာလေးကိုညှက်ဖြတ်လိုက်ပါမယ်နော်ကျိုးလေးကိုကတ်ကြီးလေးနဲ့ညှက်ဖြတ်လိုက်တယ်ဆိုရင်ဒီလိုလေးရပါမယ်ဒီကျိုးကိုဆွဲထုတ်လိုက်ပါဒါဆိုရင်တော့ဒီမှာတိတ်ရွက်လေးရပါပြီနော်ဒီနောက်ကသိမ့်ခဲ့တဲ့ကျိုးလေးကိုလည်းညှက်ဖြတ်လိုက်ပါဒါဆိုရင်တော့ဒီလိုမျိုးတိတ်ရွက်ပုံစံလေးရပါပြီနော်အဲ့လိုမျိုးလေးပဲထိုးတာပါရှင်ကန်းကော်တိတ်ရွက်လေးတွေကိုလေဒါကတော့တိတ်ရွက်အရှိပုံစံမှာအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်